မုတ်စိမ်မွေရိတ်ရင်သူ့ကိုယ်သူတာမန်လူတစ်ယောက်မဟုတ်ကြောင်းကိုသိလိုက်ရတဲ့အခါဒီလူဟာမုတ်စိမ်မွေခက်ဆူးဆူးတွေပေါက်လာတာကြောင့်ချက်ချင်းပဲရိတ်ပြစ်ဖို့အတွက်ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကသူဘလောက်ပဲရိတ်မုတ်စိမ်မွေတွေကပြောင်းသွားတယ်လို့ကိုမရှိပါဘူးအဲ့ဒီအစားပို့ပြီးတော့မှရှေ့ထွက်လာပါသေးတယ်သူလည်းတော်တော်လေးကိုလန့်သွားပြီးတော့မုတ်စိမ်မွေတွေကိုမပြောင်းမချင်းခဏခဏရိတ်ပြလိုက်တဲ့အတွက်နောက်ဆုံးရက်လက်ကတော့အခုမြင်နေရတယ်လို့ပါပဲအရန်ကိုဆိုးရွားသွားပါတယ်ထပ်ပြီးရွေးချယ်စရာလည်းမရှိတော့တာကြောင့်သူကအဲ့ဒီလိုတာဆန်ပုံစံကြီးအတိုင်းပဲအလုပ်ကိုသွားခဲ့ပါတယ်အလုပ်ကိုရောက်တဲ့အခါမှာအရေးကြီးဧည့်သည်တယောက်နဲ့တွေ့ဆုံစရာရှိတာကိုအခုလိုပုံစံကြီးလှုပ်လာရလားဆိုပြီးတော့တထေးကစိတ်ဆိုးသွားတာကြောင့်သူ့ကိုအပြစ်ပေးမယ်ဆိုပြီးတော့ရုံငန်းထဲကိုခေါ်သွားပါတယ်ရုံငန်းထဲမှာထိုင်နေတဲ့အချိန်ထူးထူးဆန်းဆန်းတစ်ခုဖြစ်ပျက်ခဲ့ပါတယ်ကန်ထဲကအလှမွေးငါးတွေအလုံးကသူ့စီကိုဥတီလာကြပါတယ်သူကထပ်မံအံ့ဩသွားပြီးတော့ခက်ကြောက်ကြောက်နဲ့ဟိုဘက်ဒီဘက်ရွှေ့ပြီးထိုင်ကြည့်လိုက်တဲ့အခါမှာလည်းအဲ့ဒီငါးတွေကသူ့နောက်ကိုလိုက်နေတုံးပါပဲအဲ့ဒီလိုနဲ့တနေ့ပြီးတနေ့သူ့ရဲ့မုတ်စိမ်မွေးတွေကလည်းရှေ့တစ်ထပ်ကိုရှိလာပါတယ်သူရေချိုးပြီးတဲ့အချိန်အပြင်ဘက်ကိုထွက်လိုက်တဲ့အခါအလုတ်သွားဖို့ပြင်ဆင်ထားတဲ့အဲ့ဒီဝစ်စုံကလုံးဝကိုရှိမနေတော့ပါဘူးအဲ့ဒီအစားဂုံဒီရိတ်ပုံစံနဲ့တူတဲ့အခုလိုဝေးရုံရှိကြီးရှိနေပါတယ်ဝေးကြည့်လိုက်တဲ့အခါမှာတော်တော်လေးကိုရည်စရာကောင်းပြီးတော့တေလီဂျဘိုးတစ်ယောက်နဲ့တူနေတာကြောင့်မလို့သူကဓာကြီးကိုဝစ်ပြီးအပြင်မထွက်နိုင်ဘူးလို့ဆုံးဖြတ်ကအခြားအင်ဂျီတစ်စုံကိုပဲပြောင်းဝစ်ပြီးတော့အိမ်အပြင်ကိုထွက်လိုက်ပါတယ်ဒါပေမဲ့အပြင်ကိုထွက်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ကိုယ်ပေါ်မှာအဝေးအစားတွေတစ်ခုမှမရှိဘဲနဲ့ကိုတုံးလုံးကြီးဖြစ်သွားပါတယ်သူနားလေသွားတာတစ်ခုကစောစောကကိုရုပ်ကာယဝစ်စုံကိုသာမဝစ်ထားဘူးဆိုရင်ဘလို့မှအဆင်မပြေဘူးဆိုတာပါပဲဒါကြောင့်မလို့အဲ့ဒီဝစ်စုံကြီးကအထဲမှာတစ်ထပ်ခံငွေပြီးတော့အလုပ်ကိုလာရပါတယ်အလုံးမှာအစည်းအဝေးထိုင်ပြီးတော့သူစကားပြောရမယ့်အလှည့်ကိုရောက်လို့မတည့်ရလိုက်တဲ့အခါမှာဝစ်ထားတဲ့ဝစ်စုံကြီးကပျောက်ကွယ်သွားပြီးတော့စောစောကဂုံဒီအိတ်ဝစ်စုံကြီးဖြစ်သွားပါတယ်လူတွေအလုံးအံ့ဩနေကြတဲ့အချိန်မှာအပြင်ဘက်ဗရင်ပေါက်ကနေတဆင်းတမျိုးလုံးမှာရှိသမျှသရိတ်ဆန်တွေကသူ့ရဲ့အနားကိုစုဝေးရောက်ရှိလာကြပါတယ်သူကဘာဖြစ်လို့ဒီလိုအဖြစ်ဆန်းတွေနဲ့ကြုံတွေ့နေရတာလဲဆိုတော့ကောင်းကင်ဘုံကနေသရိတ်ဆန်လေးတွေနဲ့တရင်တနည်းနေထိုင်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်ဆေးလွတ်ခံထားရတဲ့သူဖြစ်နေလို့ပါပဲသူ့နေရာမှာပရိသတ်တို့သားဆိုရင်ဘာတွေဆက်လုပ်မယ်လို့တွေးမိကြပါသလဲနော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာအားလုံးနဲ့အတူပြန်ဆုံကြပါမယ်